ချမိတ်စီတငယ်ချင်းများအားလုံးမင်္ဂလာပါလို့ကျွန်တော်အောင်ကိုကနှုတ်ဆက်လိုက်ပါတယ်နော်ဒီနေ့ကတော့4ရက်2လ2026ဗုဒ္ဓဦးလေးပေါ့နော်ကျွန်တော်ရဲ့ချမိတ်စီတွေတနေ့ကုန်းစာထိတ်စီကိုကျွန်တော်ပြောပြပြီနော်မော်ရဲမှာထွက်တာကခွန်1အင်တာနက်မှာထွက်တာက83ညခွန်1မှာ1ပိတ်83ညမှာ3ညအပိတ်3ညနဲ့1နဲ့ပေါင်း1လို့ရတယ်1ကိုပုံဒီမှတ်တာ2နဲ့ပြန်ပေါင်း3လို့ရမှာနော်3ရဲ့နှစ်ခတ်က9တဲ့9ရဲ့အကြီးက6ရဲ့ပါဝါ1 9ရဲ့အငယ်က4ရဲ့ပါဝါ9တဲ့နော်6 1 4 9ကထိတ်စီနော်ကျွန်တော်ရဲ့ချမိတ်စီတွေကိုကျွန်တော်ကအကောင်းဆုံးမနက်အတွက်ထိတ်စီတစ်လုံးကျွန်တော်ရေးပေးမယ်အဲ့ဒီထိတ်စီက4တဲ့နော်4ထိတ်စီနော်စီးရှင်းပရိတ်ကတနင်္လာနေ့မနက်မှာထွက်တာ9 9တဲ့9 9ဆိုတော့4 9ပရိတ်ပေါ့နော်4 9ပရိတ်ပြီးရင်16ပရိတ်နော်16ပရိတ်မှာ13ညထွက်တယ်16ပရိတ်ပြီးရင်30ပရိတ်တဲ့ကျွန်တော်မိတ်ဆွေ4ထိတ်စီနဲ့ဘာထိုးမလဲ49 44တဲ့နော်ကျွန်တော်မိတ်ဆွေဒါပေမဲ့ကျွန်တော်တနည်းကုန်းစာအတွက်ကျွန်တော်မိတ်ဆွေတို့ကကျွန်တော်ကဏ္ဍပြောသွားပြီမယ်နော်9ထိပ်စီရအားကောင်းတယ်ဘာကြောင့်9ထိပ်စီအားကောင်းလဲဆိုတော့35 1 chain ပြ1 chain က35 1 chainကျွန်တော်မိတ်ဆွေထိုးရမယ့်ကဏ္ဍက49 44 43 45 46တဲ့9နဲ့ထိုးမယ်9 58နော်အားလုံးရှင်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကိုကဆုတောင်းပေးလိုက်ပါရခင်ဗျာဘိုင်ဘိုင်အားလုံးရှင်ပြေကံကောင်းကြပါစေခင်ဗျာ